စိတ်ကောကိုယ်ရောလမ်းဆန်းသွားစေတယ်ပေါ့နော်ဒီမောင်ကြီးကကျွန်တော်တီးလာဖြစ်ပါတယ်ဒီနေရာကပေါ့နော်ယူပွန်ကြည့်လို့ရတဲ့နေရာလေးပေါ့နော်ချိန်တိုက်တွေလည်းရှိနေတဲ့အချိန်ဆိုတော့လေရှုပ်ပြန်တအားကိုတာတာပေါ့နော်ဒီမနေ့တော့ရာသီဥတုအေးအေးလေးနဲ့ဇွဲကပင်တောင်ကိုတက်ပါမယ်ခင်ဗျာကျွန်တော်တို့နဲ့အတူတူလိုက်တက်ကြည့်အောင်စားတက်ချင်းမှာပဲဇွဲကပင်တောင်ကြီးကကျွန်တော်တို့ကိုလှေကားတွေနဲ့ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုကျွန်တော်စတက်တဲ့အချိန်က6နာရီခွဲဖြစ်ပါတယ်မိုးဥစလေးမှာပေါ့နော်ရာသီဥတုကတတရာလေးရှိနေတယ်ဆဆတက်ချင်းလေးဒါအရန်ကိုမောတာပဲဒီလှေကလေးတွေကကျတော့နည်းနည်းလေးဆက်တက်ချင်းမှာမဆောက်တယ်ပေါ့နော်တောင်ရဲ့သုံးဖို့တပုံဖြစ်တဲ့အထက်ကြီးကိုတောင်းကျွန်တော်တို့ရောက်နေပြီပေါ့နော်ဒီတောင်ခြေကနေပြီးတော့ဒီနေရာကိုဆိုရင်15မိနစ်သွားရတယ်ပေါ့နော်ဒါကတော့ပထမဆုံးမှတ်တိုင်လေးဖြစ်ပါတယ်အထက်ရေတကုံကျောင်းရဲ့ဘယ်ဘက်ကိုကြည့်လိုက်မယ်ဆိုရင်ဒီမှာဖျားဟိတ်တဆူရှိတယ်ပေါ့နော်အဲ့ဒီနေရာကရှုခင်းအရန်ကောင်းတယ်ပေါ့နော်ကျွန်တော်သွားကြည့်မယ်ဟိုးမှာဆိုရင်ဇွဲကပင်တောင်ကြီးကိုလည်းကျွန်တော်တို့မြင်နေရပြီပေါ့နော်အထက်ရေတကုံကျောင်းကိုကြော်တော့ပေါ့နော်ကျွန်တော်ပထမဆုံးတတော်လန်းလေးကိုကျွန်တော်ဖျက်ရတယ်ပြီးတဲ့အခါကျတော့အခုကြောက်သားလန်းပေါ့နော်တဘာဝကြောက်သားလန်းကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်ဒီနေ့ဆိုရင်လူတွေအများကြီးတာတယ်ပေါ့နော်ဂျာတိဥကလည်းတာရတယ်ပေါ့နော်အရာပဲပျော်စရာကောင်းတယ်ကျွန်တော်ဆက်တက်ပဲပြဒီစီဒီမှာပေါ့နော်ဖျားဘူးသွားတဲ့သူတွေကကြောက်တုံးစီဒီလေးတည်တယ်သွားတယ်ပေါ့နော်အခုကျွန်တော်ကစီဒီမတည်တော့ဘူးဒီမှာစီတည်တဲ့ပုံမှာထီတော်မိုးလိုက်တယ်ပေါ့နော်တောင်တက်တာကြတော့လေမာရသွန်ပြေးသလိုပဲကျွန်တော်တာတူမဟုတ်တာရှည်ပေါ့အဲ့ဒါကြောင့်နားချင်းကလည်းဒီတောင်တက်ချင်းရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အနားလိုက်သွားလိုက်နေဆိုရင်နောက်ဆုံးတော့တောင်ပေါ်ရောက်မှာဖြစ်ပါတယ်ကျွန်တော်ကဒီနေရာလေးကိုနာမည်ပေးထားတယ်ပေါ့နော်မဟုတ်ရကြိုင်ဝမ်းဆိုပြီးတော့နာမည်ပေးထားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီဘေးရဲ့တစ်ဖက်တစ်ချက်ပေါ့နော်ဒီဘက်ဘေးမှာလည်းတောင်ကမ်းပါးကြီးရှိရပေါ့နော်ဒီဘက်အချမ်းမှာလည်းတောင်ကမ်းပါးကြီးရှိရပေါ့နော်အဲ့ဒီတောင်ကမ်းပါးကြီးတက်ခုကြားထဲမှာကျွန်တော်တို့ဒီလိုကြောက်စလိတ်ခဲလမ်းတွေကိုကျွန်တော်ဖြတ်ပြီးသွားတာဖြစ်တဲ့အတွက်ဒီနေရာကိုကျွန်တော်ကမဟုတ်ရကြိုင်ဝမ်းဆိုပြီးခေါ်တာပေါ့နော်မူရကြိုင်ဝမ်းကြော်ပြီးတော့ပေါ့နော်ဒီလေကအရှိဆုံးပဲလို့ကျွန်တော်ထင်တယ်မသိခိုင်းရဟိုးအဝေးပဲဒီနေရာလေးကိုတော့ကျွန်တော်ကနတ်ပုံတကားပေါက်လို့နာမည်ပေးထားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီမှာလှေကားကြီးကလည်းရှိနေတယ်ဘေးတစ်ဖက်တစ်ချက်မှာလည်းပေါ့နော်ဒီမှာကြောက်ကမ်းပါးကြီးလည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနားလေးကိုကျွန်တော်ကနတ်ပုံတကားပေါက်လို့ခေါ်တယ်ဒီနေရာလေးကကြတော့ဒီဇွဲကပင်ရဲ့အတက်လက်မှာအထင်ကြီးနေရာတစ်ခုဖြစ်တယ်ပေါ့နော်ဒီနေရာလေးမှာတက်ပုံရက်လို့လည်းတအားကိုလှပါတယ်ဒီနေရာရောက်ပြီဆိုရင်တော့ကျွန်တော်ဇွဲကပင်ရဲ့3ပုံ2ပုံရောက်ပြီလို့ကျွန်တော်ပြောလို့ရပါတယ်ကျွန်တော်အကြိုက်ဆုံးနေရာတွေကတစ်ခုပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပုံမှန်ဆိုရင်ဒီကြောက်တောင်တွေမှာကြောက်ကပ်ပန်းလေးပွင့်တယ်ပေါ့နော်ဒီဘေးနားနေပြီးသွားတဲ့ခါကျရင်ရှုပ်ပြင်းကတအားကိုလှပြီးမောင်းနေပြီနော်ကန်ကောင်းစွာနဲ့ပဲပေါ့နော်ကျွန်တော်ကြောက်ကပ်ပန်းလေးတပွင့်ကိုရှာရှာပပတွေ့ပါတယ်လို့ဒီနေရာကပေါ့နော်ယူပွန်ကြည့်လို့ရတဲ့နေရာလေးပေါ့နော်ဒါဇွဲကပင်ကိုမရောက်ခင်နေရာလေးမှာပေါ့နော်ဒီချိန်မှာဆိုရင်ကျွန်တော်တို့ဘိုးအတောက်မှာတောင်တန်းကြီးတွေမြင်ရတယ်ပေါ့တောင်တန်းကြီးတွေပါထက်ထက်ပဲပေါ့နော်ပြီးတော့အခုမြူလေးတွေစိုင်းနေတာဆိုတော့လေရှုပ်ပြန်တအားကိုတာတာပေါ့နော်ဒါကတော့တောင်ကမ်းပါးဆိုမှကျွန်တော်ထိုင်နေတာဖြစ်ပါတယ်လို့အခုမြူကိုးတွေဝင်နေရောပေါ့နော်တင်ကြီးထဲမှာလွင့်နေပြီလို့ခံစားရတယ်ဗျာဒီနာရှုကင်းလေးရလေဟိုးမှာကျွန်တော်တို့ကြောက်ကလက်လည်းမြင်နေရတယ်ဇွဲကပင်တောင်ကြီးကိုလည်းမြင်နေရပြီပေါ့နော်ဒီနေရာလေးကတော့ကျွန်တော်အရန်ကြိုက်တဲ့နေရာလေးပေါ့နော်ဒီဘက်ဘေးလေးမှာမြက်ခင်းလေးနေဆိုတော့ကြောက်ကမ်းပါးလမ်းလေးပေါ့နော်ဒီဘက်ကတောင်ကြီးဒီဘက်ကကျကြောက်ကြီးပေါ့နော်ဒီလမ်းလေးမှာလမ်းလျှောက်တာအရန်ပြုံဖို့ကောင်းတယ်ဒါကတော့လေတောင်ပေါ်မရောက်ခင်မှာကျွန်တော်ပြန်ပြီးတော့မြင်ရတဲ့မြင်ကွင်းပေါ့နော်မိုးရင်းမှာဇွဲကပင်မှာတောင်တက်ကြတာပို့ပြီးတော့များတယ်ပေါ့နော်ဒါဇွဲကပင်မရောက်ခင်တော့ပြန်အမှတ်ပေါ့နော်ဒီဖျားလေးမှာတအားလှတဲ့ရှုကင်းလည်းကျွန်တော်တို့ကြည့်လို့ရပါတယ်ဒီဖျားလေးကိုရောက်ပြီဆိုတာနဲ့တည်းကျွန်တော်တို့ကဇွဲကပင်တောင်ကိုရောက်ပြီလို့ပြောလို့ရပါပြီဒီရှုကင်းကအရန်တဘာဝကြတော့လေအကြီးစရာတော့လိုက်လို့မိမယ်မထင်ဘူးဒါကတော့နောက်ဆုံးလှေကားတစ်ပါပဲဒီလှေကားတစ်ပြီးရဲဆိုရင်ကျွန်တော်တို့ဇွဲကပင်တောင်ကိုရောက်ပါပြီခင်ဗျာအခုဆိုရင်ကျွန်တော်တို့တက်ခဲ့တဲ့စံတော်ရှင်ဇွဲကပင်စီတော်မြတ်ကြီးစီကိုကျွန်တော်တို့ရောက်ပါပြီခင်ဗျာကျွန်တော်တို့စပြီးတော့တက်တာကကျတော့6ခွဲပေါ့နော်အခုကျွန်တော်တို့ရောက်တာကျတော့9နာရီခွဲပေါ့နော်စုစုပေါင်းကျွန်တော်တို့တက်ချိန်က3နာရီကြာတယ်ပေါ့နော်ဒါကတော့ဇွဲကပင်တောင်ပေါ်မှာရှိတဲ့မောင်ကြီးပေါ့နော်ဒီမောင်ကြီးကိုကျွန်တော်တီးလာဖြစ်ပါတယ်ဇွဲကပင်တောင်ပေါ်မှာရှိတဲ့အမှန်တရားပေါ်မှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကန်ကောင်းတယ်ဗျအခုကျွန်တော်တို့လာတဲ့အချိန်မှာဆိုရင်ဇွဲကပင်ရဲ့ view မှာပေါ့နော် view ကိုတွေဝေနေတယ်ပေါ့နော်ချိန်တိုက်တွေလည်းရှိနေတဲ့အချိန်ဆိုတော့လေရှုပ်ကင်းကအရန်ကိုလှပြီးတော့လူအမောပြေသွားစေပါတယ်စိတ်ကောကိုယ်ရောလမ်းဆန်းသွားစေတယ်ပေါ့နော်